တွေ့ခဲ့တဲ့ငါမြင်ခဲ့တဲ့နေရာတွေသူများနိုင်ငံတွေပေါ့ဗျာအမေရိကတို့မလေးရှားတို့စင်ကာပူတို့ထိုင်းတို့ငါနိုင်ငံများမလေးရှားလို့ငါနိုင်ငံများထိုင်းနိုင်ငံလို့ငါနိုင်ငံများစင်ကာပူလို့ဖြစ်ချင်လိုက်တာလို့စင်ကာပူရောက်ရင်ငါဒီစင်ကာပူနိုင်ငံသားဖြစ်ချင်လိုက်တာထိုင်းရောက်ရင်ထိုင်းနိုင်ငံသားဖြစ်ချင်လိုက်တာပေါ့အခွင့်အရေးတွေကလည်းကောင်းလိုက်တာပေါ့လေတို့မြန်မာနိုင်ငံရောက်တော့လေနှင်းပေါင်း80ကျော်ခိုးလာခဲ့တဲ့စစ်သားကအုပ်ချုပ်နေတော့လေသူများနိုင်ငံကိုအားကြရုံကလွယ်ပြီးပါတတ်နိုင်ပါလေငါတို့မြန်မာနိုင်ငံကလေမြန်မာနိုင်ငံကောင်းပါတယ်ထောက်ခံပါတယ်စစ်သားကိုဒီအုပ်ချုပ်တဲ့စစ်အာဏာရှင်အုပ်ချုပ်တာကိုထောက်ခံပါတယ်လို့ပြောတဲ့လူတွေက shopping သွားရင်သူများနိုင်ငံကိုသွားတယ်ကလေးတွေသားသမီးတွေကျောင်းသူများနိုင်ငံကိုသွားထားတယ်ကလေးမွေးမယ်ဆိုရင်တော့သူများနိုင်ငံကိုကလေးသွားမွေးတယ်မင်းတို့ကြိုက်တဲ့စစ်အာဏာရှင်အုပ်ချုပ်တဲ့မင်းတို့မြန်မာနိုင်ငံမှာမွေးပါလားမင်းတို့သားသမီးတွေကိုမင်းတို့ကြိုက်တဲ့စစ်အာဏာရှင်ရဲ့အုပ်ချုပ်မှုအောက်မှာကြောင်းထားပါလားကွာမင်းတို့ကြိုက်တယ်ဆိုရင်ဘာဖြစ်လို့သူများနိုင်ငံမှာသွားပြီးတော့မင်းတို့သားသမီးတွေကြောင်းထားတာလဲမင်းတို့မြန်မာနိုင်ငံစစ်အာဏာရှင်အုပ်ချုပ်တာကောင်းပါတယ်ဆိုမင်းတို့ကြိုက်ပါတယ်ဆိုဟာသူများနိုင်ငံတွေကိုအားကြလိုက်တာကွာငါတို့နိုင်ငံမှာမင်းအောင်လန်ထက်တော်တဲ့လူတွေအများကြီးရှိရတာနဲ့ဘာဖြစ်လို့မြန်မင်းအောင်လန်အောက်မှာလက်အောက်မှာငါတို့နေရတာလဲကွာငါတို့နိုင်ငံကိုတုတ်တက်အောင်သူများနိုင်ငံလိုစင်ကာပူလိုမလေးရှားလိုထိုင်းလိုတုတ်တက်အောင်လုပ်ပေးနိုင်တဲ့လူတွေရှိရတာနဲ့ငါတို့ကကွာအခုမြန်မာနိုင်ငံမှာပြည်တွင်းအမှုပညာရှင်တွေသူတို့ကိုဘာနဲ့တူလဲဆိုတော့ငရေအိုတွေကကနေတဲ့အကတေးတွေနဲ့တူတယ်ကောင်းပါတယ်သူတို့ပါစကကြိုက်ပါတယ်ကောင်းပါတယ်ပြောပြီးတော့မှသူတို့ရဲ့အနာကသူတို့မသိချဘူးဆိုတာသူတို့သိရတာနဲ့သူတို့ရှာဖွေခဲ့တဲ့စီးစိမ်ဥစ္စာတွေပေချင်းသိမလဲပေါ့အပီအဝကာကွယ်မကာကွယ်နိုင်ဘူးဆိုတာသူတို့သိရတာနဲ့သူတို့ဘေချင်ငါတို့အဖန်ခံရမလဲဆိုတော့စိုးရင်တကြီးနဲ့တတိထားပြီးနေထိုင်နေတဲ့အခြေအနေမှာသူတို့ကပြောနေတယ်ပြောပြနေတယ်ပေါ့ကွာစဉ်းစားရင်တော့ဝမ်းနေစရာကလွေဘာလို့ကြောက်ဦးမလဲကွာဘာလို့နိုင်ဦးမလဲငါတို့တွေတို့မြန်မာနိုင်ငံများတခိုးရီအာနာရှင်တွေလက်အောက်မှာနေလာခဲ့တာအကျင့်ဖြစ်နေပြီလားမသိပါဘူးကွာဝမ်းနေစရာပါပဲ